ခရစ်စမတ်မှာဘယ်ကိုရောက်နေရလို့ထင်ပါသလဲရှင်ဟုတ်ပါရဲ့ဒါလေးကဘန်ကောက်မှာပါဘန်ကောက်ကစင်ထရယ်ဝေါ်ရှေ့ကပေါ့နော်နိုင်မာကတ်မှာပါရှင်ဒီမှာဆိုရင်လုံးဝဒစ္စနီးပုံစံလေးလောက်ချတာပေါ့နော်ငယ်ဘွားကိုမရစေရဲ့ဒါဆိုငယ်တော့ကြည့်ခဲ့တဲ့ Toy Story တဲ့ကအယုတ်လေးပေါ့နော်ဒါတော့ကိုနဲ့ပေါ့နော်ပြောနေကြပါလေရန်ကုန်ပြောပါတယ်ရှင်ကဲဝင်လေးကတော့နောက်တစ်ခါမှခေါ်သွားမယ်ရှင်ဒါတော့ဖဖေမေမေအပြိုလောက်ပါအောင်မနော်ဒါလေးကတော့ Frozen လေးပါရှင် Frozen လေးပါ Let it go ပေါ့နော် Frozen မင်းသမီးလေးရှိတဲ့နေရာလေးပါရှင်ကဲအရန်ကိုစီရပဲနော်လုံးဝကိုတိုးလို့ကိုမပေါက်ဘူးစီကားတိုက်မြိုက်နေရပါပဲရှင်ကြကြလဲ Frozen လေးမှာနောက်ခေါက်ချက်ပြီးတော့ရိုက်ပါတယ်ရှင်အရန်ကိုလာနေလို့ပါရှင်ရှုကဲလေးကိုပြောတာပါကိုကတော့တနေ့ကုန်ဈေးတွေပတ်ချတာပေါ့နော်လုံးဝကိုရန်ကြီးလည်းမလာနိုင်တော့ပါဘူးရှင်ကြည့်ပါဦးလူလေးကရန်ကိုနွမ်းဖတ်ပြီးတော့ပေါ့